င်္ဂလာပါခင်ဗျာတကူကန်ရဲ့ဗက်တာသတင်းတင်ဆက်မှုမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နန်ကောယုံဟောမူလာရန်ကျောင်းဆောင်တကြီးဖွင့်လှစ်တော်မယ့်သတင်းမြို့တော်လောက်ကိုင်းမှာတစ်မြို့လုံးအသက်ဝင်လှုပ်ရှားခဲ့တဲ့ပထမဆုံးအကြိမ်မာရသွန်ပြီးပြန်ပွဲကြီးအောင်မြင်စွာပြီးစီးသွားတဲ့သတင်းအထူးဒေသတက်မှာ2026ခုနှစ်ຫນွေဥပညာသင်တဲ့အတွက်အကြောင်းအလက်ကမှုတွေစနစ်တကျဆောင်ရွက်နေတဲ့သတင်းအပါအဝင်တပတ်တွင်တင်ဆက်ခဲ့တဲ့သတင်းများစွာတွေမှာထူးခြားသတင်းများကိုကောင်းနှုတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းအနေနဲ့နန်ကိုယုံဟောမူလာရန်ကျောင်းဆောင်တကြီးဖွင့်တော်မယ့်အကြောင်းကိုတင်ဆက်ပေးပါမယ်။ကိုကန်ခရိုင်ရှီရှန်မြို့နယ်တာရွှေတန်ကြီးရွာအုပ်စုကတတန်းရင်နန်ကိုယုံဟောမူလာရန်ကျောင်းဆောင်တိဆောက်ရေးလုပ်ငန်းတွေအောင်မြင်စွာပြီးစီးသွားပြီဖြစ်လို့လာမယ့်2026ခုနှစ်ຫນွေဥပညာသင်နှစ်မှာစတင်ဖွင့်လှစ်တော်မှာဖြစ်ပါတယ်။ဒီကျောင်းကြီးဟာ1885ခုနှစ်ကလေးကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးမဲ့2023ခုနှစ်နိုဝင်ဘာလတုန်းကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြင်းထန်စွာပျက်စီးခဲ့ရတာပါ။ဒါပေမဲ့2024ခုနှစ်ဧပြီလမှာအထူးဒေသအုပ်ချုပ်ရေးကော်မတီနဲ့အလူရှင်တွေရဲ့ပံ့ပိုးမှုနဲ့အတူမူလနေရာဟောင်းဖြစ်တဲ့ဝါချန်ဖန်မှာပြန်လည်တည်ဆောက်ခဲ့ရာကနေအခုဆိုရင်ခက်ညားတဲ့သုံးထပ်ကျောင်းဆောင်တကြီးပေါ်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။ဝမ်းသာစရာကောင်းတာကကျောင်းအတွက်ရေမီလိုအပ်ချက်တွေကိုလည်းအချိန်ဟုန်မြင့်လှုပ်ဆောင်နေပြီးအခုဆိုရင်ရေသွက်တဲ့ချင်းလုပ်ငန်းတွေပြီးစီးသွားပြီဖြစ်ပါတယ်။ကျောင်းနဲ့မီတာ1500လောက်ဝေးတဲ့နေရာကနေမိမျက်နှာသွင်းပြင်ချမ်းတဲ့နေကြကဒေသခံ132ဦးရဲ့စေနာဝင်တဲ့လှုပ်အားပေးမှုနဲ့အတူအောင်မြင်စွာတွေ့နိုင်ခဲ့တာပါ။မကြာခင်လျှက်စစ်မီလည်းရရှိတော့မှဖြစ်လို့ဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေအတွက်အများကြီးအဆင်ပြေသွားတော့မှဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဒုတိယသတင်းအနေနဲ့မြို့တော်လောက်ပိုင်းမှာတစ်မြို့လုံးတက်ဝင်လှုပ်ရှားခဲ့တဲ့ပထမဆုံးအကြိမ်မာရသွန်ပြီးပြန်ပွဲကြီးအောင်မြင်စွာပြီးစီးသွားတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။မတ်လ2ရက်နေ့နနက်9:00နာရီတိမှာအထူးဒေသတရဲ့ပထမဆုံးမာရသွန်ပြန်ပွဲကြီးကိုမြို့တော်လောက်ပိုင်းမှာစီကားတိုင်းမဲ့စွာကျင်းပခဲ့ပါတယ်။ပြန်ပွဲကို9ကီလိုမီတာကျန်းမာရေးအပြီးပြန်ပွဲနဲ့14ကီလိုမီတာစိန်ခုံမှုအပြီးပြန်ပွဲဆိုပြီး2မျိုးခွဲခြားထားပါတယ်။ပြန်ပွဲဝင်တွေဟာ311ရင်ပြင်ရှိနဲ့ရန်လုံးချိုင်းမျိုးဝင်မှုအောက်တို့ကနေအသီးသီးတာထွက်ခဲ့ကြပြီးနောက်တစ်လျှောက်လုံးမှာလည်းရေအချိုရေအစားအစာနဲ့စေဝါဆောင်ရှောက်မှုတွေကိုစနစ်တကျစီစဉ်ပေးထားတဲ့အပြင်မြို့ခင်ပြည်သူတွေကလည်းတစ်ခဲနဲ့အားပေးခဲ့ကြပါတယ်။ဆူရရှိသူတွေကိုပင်မစပွန်ဆာဖြစ်တဲ့ Mars Company မှကိုယ်စားလှယ် Mr. Wan Lian ကစူတစိမ့်နဲ့စူချင်းငွေတွေချီးမြှင့်ခဲ့ပြီးထိတ်တန်းဆူရ3ဦးစီကိုမတ်လ3ရက်နေ့ပိတ်ပွဲခန်းနာမှာစီမင်းထက်ကနေတရားဝင်ထက်မှန်ချီးမြှင့်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။တတိယသတင်းအနေနဲ့2026ခုနှစ်မြင်းနဲ့ကုကန်ရွေးရနေတဲ့ကူအားကစားပြိုင်ပွဲပိတ်ပွဲအခမ်းအနားနဲ့အစုချင်းမြင့်ပွဲတီဂီတာဖြော်ပြညအောင်မြင်စွာပြီးဆုံးသွားတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။မတ်လ3ရက်နေ့ညပိုင်းမှာလောက်ကိုင်းမြို့တုံချင်းမြို့နယ်အားကစားရုံမှာပိတ်ပွဲအခမ်းအနားကိုကြီးကြပ်ခမ်းနားစွာကျင်းပခဲ့ပါတယ်။ဇရက်ကြော်ကြားရှင်းပြခဲ့ကြတဲ့တီအားကစားပွဲတော်ကြီးပိတ်ပွဲကိုအထူးဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ Mr. Ponda Renes နီဒုတိယဥက္ကဋ္ဌ Mr. Lee Lau Pawnes နီအထွေထွေတွင်းရေးမှူး Mr. Songketche MNDAA ဒုတိယစီမူချုပ်ဘူမူချုပ် Mr. Ponda Ri နိုင်ငံရေးဌာနညွှန်ကြားရေးမှူးဘူမူချုပ် Mr. Jin Shin စီအိုစီချုပ်ဘူမူချုပ် Mr. Lian Tan An တို့အပါအဝင်တာဝန်ရှိသူတွေဧည့်သည်တော်တွေနဲ့ပြည်သက်ထောင်ကျော်တက်ရောက်ခဲ့ကြပါတယ်။ပညာရေးနဲ့အားကစားဌာနမှူး Mr. Wan ကအမှာစကားပြောကြားရမှာဒီပြိုင်ပွဲမှာဘတ်စကတ်ဘောဘောလုံးဗော်လီဘောချက်တောင်စပွဲတင်တက်နဲ့မာရသွန်စားရခေတ်ပေါ်ကစားနည်းတွေတမကကျင်းပကစားခြင်းလို့ရွေးရကစားနည်းလက်ပါဝင်ပြီးပြိုင်ပွဲဝင်စုပေါင်း3025ဦးဝင်ရောက်ရှင်ပြိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။စူချီမြင့်ချင်းအစီအစဉ်မှာတော့ဗန်နာရေးဌာနဒုတိယဌာနမှူး Mr. ဖုန်တမင်ကျမရေးဌာနဒုတိယဌာနမှူး Dr. Jane လောက်ကိုင်းမြို့တော်ဝင် Mr. ဂျိုဂျာဖူနဲ့ပညာရေးဌာနမှူး Mr. Wan တို့ကစုရည်အသီးသီးချီးမြှင့်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ငကားအကချင်းသေးအကတွေဖြင့်ရှင်းဖိန်တင်ရင်မှုကျေးဇူးတင်ချင်းချီးမွမ်းခြင်းကာကွယ်တိုင်းရင်းသားယူရာအကတွေအထူးဒေသတမနီရဲရင်သောအခမ်းသစ်တခြင်းနဲ့ခေတ်ပေါ်အကတွေအပါအဝင်ဖျော်ဖြေအစီအစဉ်18ခုနဲ့ပြည်သက်တွေကိုဖျက်ပြတင်ဆက်ခဲ့ပြီးအထွေထွေတင်ရင်မှု Mr. Songketche ကပိတ်ပွဲကိုတရားဝင်ရုပ်သိမ်းကြောင်းကြေညာခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့ MNDAA တမဟာ3လောက်ခန့်တရင်တစ်ခုရဲ့2026ခုနှစ်စစ်တမ်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပ်ဖွဲ့ဝင်တွေရဲ့စီမီပြင်စွမ်းရည်ကိုမြင့်တင်ဖို့အတွက်ရည်ရွယ်ပြီးမတ်လ3ရက်နေ့မှာတရင်အခြေသက်စကန်မှာ2026ခုနှစ်အတွက်အလဲကျစစ်တမ်းဖွင့်ပွဲခဲ့ပါတယ်အခမ်းအနားကိုတပ်မဟာမှုဗိုလ်မှူးကြီးလူစုမဒုတိယနိုင်ငံရေးမှူးဒုတိယဗိုလ်မှူးကြီးကျိုချာရှန်နိုင်ငံရေးဦးစီးဌာနဦးစီးမှူးဒုတိယဗိုလ်မှူးကြီးရန်ရွှမ်းမင်းတရင်မှူးဒုတိယဗိုလ်မှူးကြီးတောင်ကျန်းချီစစ်ရေးနဲ့တိုက်ခိုက်ရေးဦးစီးဌာနဒုတိယဦးစီးမှူးဗိုလ်မှူးကြီးလီချာဟောင်းနီးပြအရာရှိဗိုလ်မှူးချန်ဖေရန်ဒုတိယတရင်မှူးဗိုလ်ကြီးမာတိုက်ဖူတို့တက်ရောက်ခဲ့ကြပြီးဗိုလ်ကြီးရန်ချမ်းဝေးကအခမ်းအနားမှူးဖြစ်ဆောင်ရွက်ခဲ့ပါတယ်တရင်မှူးဒုတိယဗိုလ်မှူးကြီးတောင်ကျန်းချီကစစ်တီတော်ရည်သွေးနဲ့နိုင်ငံရေးခံယူချက်မြန်မာကိုစစ်မြေပြင်နဲ့အညီလေ့ကျင့်ဖို့နဲ့ခေါ်လင်လာလင်တိုက်လင်နိုင်ဆိုတဲ့စစ်ရေးအသင့်အပြင်ဆင်မှုအမြဲရှိဖို့လေးနက်ထားပြောကြားခဲ့ပါတယ်။တနင်္လာတွေကိုစားရဲဘော်လီချာရှွန်ကသစ္စာဒိဋ္ဌံပြုခဲ့ပြီးနောက်တမဟာမှုဗိုလ်မှူးကြီးလူစုမောက်ကတနင်္လာတွေအနေနဲ့အောက်ပါအချက်၄ချက်ကိုတင်းကျပ်စွာလိုက်နာဖို့မှာချခဲ့ပါတယ်။မိမိတာဝန်နဲ့အထက်အကြီးအကဲများရဲ့ရည်မှန်းချက်ကိုနားလည်သဘောပေါက်ရင်
စိတ်သက်ကိုယ်တည်ဖြင့်အားကုန်ထုတ်ကတိုက်ပွဲဝင်စိတ်တဖြင့်လေ့ကျင့်ရန်တာဝန်ရှိအရာရှိခေတာများကစံနမူနာပြဦးဆောင်ပြီးစီကံကိုတင်ကျစွာကင်တွင်ရန်ဤပြများကစနစ်တကျတင်ကြားပေးပြီးစစ်မြေပြင်စံနှုန်းတိုင်းလေ့ကျင့်ပေးရန်တို့ပဲဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးသတင်းအနေနဲ့အထူးဒေသတင်မှာ2026ခုနှစ်နွေဦးပညာသင်နှစ်အတွက်ကျောင်းလက်ခံမှုတွေစနစ်တကျဆောင်ရွက်နေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကျောင်းရသည့်ကုံဆုံးလို့နွေဦးတို့ရောက်လာတာနဲ့အများအထူးဒေသတစ်အတွင်းကကျောင်းတွေမှာလည်းကျောင်းသားတစ်လက်ခံတဲ့လုပ်ငန်းစဉ်တွေစတင်နေပြီဖြစ်လို့တိတ်ဆိတ်နေတဲ့ကျောင်းလေးတွေပြန်လည်တည်ဝင်လို့ရှာလာပါပြီ။လောက်ကိုင်မျိုးရှိကုလုံကျောင်းနဲ့ကုကန့်အခြေခံပညာမှုလက်ဒါနဲ့အလေလန်းကျောင်းတွေမှာမိဘတွေကတာသမီတွေကိုလာရောက်အနံ့နေကြပြီးအဆောင်တွေကျောင်းသားတွေလည်းနေရာချထားမှုတွေပြုလုပ်နေကြပါပြီအချို့ကျောင်းတွေကတော့ကျောင်းလက်ခံမှုပြည်စည်းလို့စာသင်ကြားမှုတွေတောင်စတင်နေပါပြီကုလုံကျောင်းကတော့ဒီကနေ့ match လ9ရက်နေ့မှာကျောင်းလက်ခံမှုနောက်ဆုံးရက်ဖြစ်ပြီးဒီနေ့မှာပဲကျောင်းစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ကိုကန့်အခြေခံပညာမူလာတန်းနဲ့အလေတန်းကျောင်းကတော့ match လ9ရက်နေ့အထိကျောင်းလက်ခံသွားမှာဖြစ်ပြီး match လ9ရက်နေ့မှာပုံမှန်တိုင်းကျောင်းစတင်တက်ရောက်ရမှာဖြစ်ပါတယ်။ကျောင်းသားကျောင်းသူတိုင်းအချိန်ကိုကြိုးရှိရှိသုံးချပြီးအိမ်မက်တွေအကောင့်ထဲပေါ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ The Google ရဲ့တပတ်တာသတင်းတင်ဆက်မှုများကိုအပတ်စဉ်စနေနေ့ည8:00 နာရီအချိန်တိုင်းထုတ်လွှင့်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ပါခင်ဗျာကျွန်တော်နေဝီဆိုပါ